ကျင်လက်ပက်လေးအဲ့မှာတော့တည်ပါတော့လုတ်သက်ကြတော့ဖြည်းဖြည်းတော့တည်တာပါနောက်တစ်ခုကအဲ့မှာကျွန်တော်ဆက်ပြင်တဲ့ဆရာရှိတယ်ပေါ့ကာဗလာမောင်ဆရာပဲเนาะအဲ့ဆရာစက်တီဖြုတ်တက်တာကျွန်တော်ကြည့်ထားတယ်เนาะဘယ်လိုခေါ်မလဲကျွန်တော်ဒီအရင်ကျွန်တော်မျိုးလုံးအသေးအငိမ့်မလေးပေါ့เนาะဟိုဆရာလုံးမှာကျွန်တော်ဘိုင်းကိုဝေးတယ်ဟိုတော့နောက်ဆိုကိုရင်ဖြတ်တန်းလာမှာလေအဲ့တော့စက်တီပဲကိုဆက်ကိုပြင်မယ်ဆိုရင်လည်းပြတ်မယ်ဆိုရင်ကိုပြင်နေရမှာเนาะအဲ့ဆရာစက်တီဖြုတ်မှာဆိုတော့ကျွန်တော်ဝိုင်းဖြုတ်တယ်ဝိုင်းဆင်တယ်ပေါ့เนาะကျွန်တော်တင်ပြီးတဲ့မဟုတ်ဆိုတော့ကိုပြင်လိုက်ယူရတာပေါ့เนาะအဲ့အနေပြီးတော့ဖြည်းဖြည်းချင်းကျွန်တော်အရင်ဆုံးကျွန်တော်စက်ထဲမှာဆိုကျွန်တော်စမစ်မရှင်ပေါ့เนาะအဲ့ဆက်ကိုကျွန်တော်စဆူတယ်ပေါ့စုပြတယ်ပေါ့เนาะကျွန်တော်ပြီးရနေတော့ပဲအဲ့အနေပြီးတော့ကျွန်တော်ဒီဂျင်းလောကတွေကပဲညီလေးတယောက်တို့ရဲ့စက်ကိုဂျင်းတွေကဖြုတ်တယ်ပေါ့เนาะအဲ့အနေတော့ဒီ cable cross ကျွန်တော်ရတယ်ပြီးတော့ leopard တွေရတယ်တစ်ခုတစ်လုံးတော့စုရတော့အလုံးနဲ့ခဲတဲ့ကျွန်တော်မစုနိုင်ဘူးလေအဲ့တော့နည်းနည်းပတ်စံစုထားလိုက်အဲ့မှာရမယ်ဆိုရင်စက်လေးအဲ့လိုစက်ကြီးတကယ်လိုအပ်တဲ့စက်ပေါ့เนาะဟိုစက်တွေတော့ဂျင်းတွေမှာစက်တွေကအများကြီးပဲဒါပေမဲ့ကိုတကယ်ဖွင့်မဲ့ main မဲ့လို့เนาะကိုဖွင့်မဲ့အကျယ်ဝန်းနဲ့ကိုဖွင့်နိုင်တဲ့အကျယ်ဝန်းကိုကတော့ဆိုရတဲ့ background တောင်းလို့ဟို background တောင်းလို့ပတ်စံနေတဲ့အဆင်ပြီးတော့ဂျင်းယုံကြီးဖွင့်တဲ့လူကတော့ဒါပြဿနာမရှိဘူးเนาะကျွန်တော်ဒီ trainer ဝန်ထမ်းဘဝနေပြီးတော့စပ်ဖွင့်မဲ့ညီကိုတော့သူက budget ကအများကြီးမသုံးနိုင်သေးဘူးလေအဲ့တော့ကိုတကယ်လိုတဲ့ဆက်5မျိုးနဲ့ကျန်တဲ့ battery ကုန်လေးပါလေးဝင်ရလိုက်ရင်ဒါ street ပုံစံလေးဖွင့်လိုက်ရတယ်ကျွန်တော်စပြီးလက်ပက်လိုက်ရမယ်เนาะဒါကျွန်တော်အကြံပေးတာပေါ့เนาะအဲ့ဒါ share လုပ်ပေးတာကျွန်တော်ဒီတော့တက်တောင်းလေးအဲ့အနေနဲ့ကျွန်တော်ဒီစက်ပစ္စည်းထုတ်တဲ့စက်ရုံကျွန်တော်ဒီဆရာတယောက်ရဲ့အကူအညီနဲ့တော့ချိန်ပြီးရတယ်ပေါ့နော်ချိန်ပြီးတော့အဲ့မှာဒီစက်ပစ္စည်းထုတ်တဲ့စက်ရုံမှာဆိုတော့အဓိကတော့ကျွန်တော်ဒီစက်တွေကိုဆင်တဲ့အပိုင်းတော့ကျွန်တော်မဟုတ်ဘူးကျွန်တော်တို့ဒီစက်ပစ္စည်းကြော်ညာပေးမယ်ဒီလာရကွဲမယ်ဆိုရင်ကျွန်တော်ဒီရောင်းပေးတယ်ပေါ့နော်အဲ့လို showroom မှာနေပေးရဒါပေမဲ့ကျွန်တော်ပုံစံတိုင်းမှာကျွန်တော်အငြိမ်မနေဘူးလို့ဆိုတော့စက်တင်စင်တာဆိုကျွန်တော်ဘိုင်းဖြုတ်တက်စင်တာပဲမျိုးလုံးကလည်းတင်ပြလို့ဘယ်လိုလုပ်ပုံငယ်ပေါ့နော်အဲ့လိုမျိုးလေးအဲ့ဘာလို့တော့ကျွန်တော်တင်ယူတယ်ပေါ့နော်ကိုတင်တက်မှဆိုတော့အများကြီးရနော်အဲ့နေပြီးကျွန်တော်ဟိုနားလေးတဲ့ချိန်မှာကျွန်တော်ခုမှလည်းစက်ပစ္စည်းအင်ကအတော်တင်စုံနေပေါ့နော်ကျွန်တော်ဖွင့်လို့ရတဲ့နိုင်ရောက်ပါတယ်ပေါ့နော်အဲ့မှာကျွန်တော်ဘာတစ်ခုကောင်းမလို့ဆိုတော့ကိုဖွင့်လိုက်တဲ့အချိန်မှာစက်တီပိုင်းပြင်ခဲ့မယ်ပြတ်ခဲ့မယ်ဆိုရင်ကိုယ်ပြင်တတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘယ်လိုခေါ်မလဲပုံငွေပတ်စံမကုန်ဘူးယူပေါက်တွေကိုပိတ်ပြီးအောင်နော်ပတ်စံပုံငွေမထုတ်ဘူးနော်ကိုယ်တိုင်စဉ်းတတ်တယ်ကိုယ်တိုင်ပြင်းတတ်တယ်ဆိုတော့ပတ်စံတော့ပုံငွေမကုန်တော့ဘူးနော်အဲ့ဒါမနော်နောက်တစ်ခုကျွန်တော်ပြောချင်တာကြောင့်ထွေးနာဒီညီကိုတွေကိုတော့တခါတည်းကျွန်တော်တွေကိုဂျင်းဆိုတော့လူပေါင်းဆောင်လာလေတကယ်ဟိုစီပွားရေးအတိုင်းဝိုင်းကလူလာတာလည်းရှိရလေအဲ့မှာကျွန်တော်အလုံးဂျင်းမှာလုံးတဲ့ချိန်မှာကြောက်ဘာဟိုကိုတော့ PD မငါ့ဆိုမယ်ဒါပေမဲ့အဲ့လုပ်ငန်းရှင်တွေရှိရကျွန်တော်သူတို့ရှိရအတွေ့အကြုံပြဿနာတော့ပြင်ရတယ်ဗျသူတို့အတွေ့အကြုံမျှပြီးအောင်နော်ပထမတော့ဖွင့်ဖို့တော့မရေးသေးဘူးဗျဒါဘလို့ပြက်ကလည်းဆိုတော့သူဆိုရင်လည်းတဲ့အဲ့ဦးလေးတယောက်နော်အဲ့လာကစားတဲ့ဦးလေးတယောက်နော်သူကတော့ဒီကားပွဲရှော့ဖွင့်တာပေါ့သူစဖွင့်တဲ့အချိန်မှာဆိုရင်လည်းတဲ့သူကားပွဲရှော့ပစ္စည်းပါစုံမှဆိုသူကြာသွားလိမ့်မယ်အဲ့တော့သူ့မှာရှိတဲ့ဟာနဲ့သူအရင်ဆုံးသူစပြီးတော့ကောင်းတယ်ခေါ်လိုက်တယ်ပေါ့နော်17လ2လတော့သူကတော့အဲ့လိုမသိဘူး3လ4လကြာတော့ကိုကသူ့ပညာကိုသူသိပါတော့ပစ္စည်းစုံမနောက်ပေါ့နော်ဖြည်းဖြည်းချင်းမိတ်ကရပါတော့ဝင်ငွေအင်္ဂါတစ်ခုဖွင့်လာတယ်ပေါ့နော်အဲ့တော့လိုတဲ့ပစ္စည်းထဲနေပဲစက်ကပြည့်သွားတယ်ပေါ့နော်အဲ့လိုပဲပေါ့သူပြောတဲ့ဟာကျွန်တော်လည်းအားရှိပါတယ်ကျွန်တော်စဖွင့်တဲ့ချိန်မှာကျွန်တော်ကေဘယ်ရှိမယ်လက်ဘရက်ပူတော့တော့ဘာမှပူတော့မရှိသေးဘာမှပူတော့ပြီးကျွန်တော်ပေါင်ကန်ဆက်ဆိုတော့ကျွန်တော်ပေါင်အနောက်ကန်ဆက်ပဲရှိကျွန်တော်အရှိကန်ဆက်တော့မရှိဘူးဘယ်ဒီကောင်ဆိုတော့တစ်ခုံပဲရှိတယ်အလေးပါဆိုတော့တန်မြဒါပေမဲ့စင်တော့မရှိဘူးစဖွင့်တဲ့နေမှာဒါပေမဲ့သူပြောတာကျွန်တော်ကိုအားရှိပါတယ်ဗျာကျွန်တော်တကယ်စလုပ်ခဲ့တဲ့နေရာလေအလုံးဝကြောင့်ကျွန်တော်တည်ဗျာအလုံးဝကျွန်တော်3နှစ်လောက်ကြာတော့3နှစ်ကျော်လေးနေပါပဲဆိုတော့ကိုဗစ်နဲ့ပေါင်းလိုက်ပဲဆိုတော့9နှစ်လောက်ရှိတယ်အဲ့တော့ကျွန်တော်တည်နေပဲကျွန်တော်အမျိုးသမီးဆရာမနဲ့ကျွန်တော်ကလည်းထွေနာတွေဆိုပဲတော်တယ်မှာသူများကိုကျွန်တော်ဝန်ထမ်းကိုလာတာကျွန်တော်ကပြီးကြလို့တော့ကိုယ်ကဝန်ထမ်းဆိုတော့ကျွန်တော်စဖွင့်ကျွန်တော်အမျက်တော့နေချင်နေတယ်ဗျာကျွန်တော်မရှုံးဘူးနေမှာအဲ့တော့ဟိုကျွန်တော်စပြီးအကောင့်တွေခေါ်လိုက်တယ်ဒါဒီလုပ်ငန်းရှင်တွေရဲ့ဟိုသူတို့အတွေ့အကြုံတွေကိုပြောပြီးတော့ကိုကခေါင်းမဖြစ်တော့ဗျာအဲ့တော့ဖွင့်ချလိုက်တယ်ဗျာကျွန်တော်မှပစ္စည်းတောင်မဆုံးကျွန်တော်စဖွင့်ကြပန်က
ပန်ကောင်တစ်လုံးပဲရှိအဲ့ပန်ကောင်ဟိုဒီအပေါ်မှာတို့နေကပန်ကောင်မဟုတ်ကျွန်တော်ကိုယ့်ကိုအိမ်သုံးပန်ကောင်လေးပဲတစ်လုံးပဲရှိဒါပေမဲ့ကျွန်တော်အဲ့ဒါနဲ့ကျွန်တော်စားလိုက်တယ်ဗျာသူကတော့ဒီကျွန်တော်ဖွင့်တာကိုပါရှိပါတယ်10လရှိပါတယ်သူတို့ပစ္စည်းပြတယ်ကိုရတော့ဟိုအမြင်ကိုကျွန်တော်ဟိုအိတ်ထဲပဲမထည့်ဘူးဗျာတင်ကိုယ့်ထဲပဲထည့်တာမဟုတ်ကိုစားတယ်ပြီးရင်လိုတဲ့ပစ္စည်းကိုစက်တယ်ကိုလိုအပ်တာကိုသိနေလေဘာလို့လာရတဲ့တော့နည်းနည်းဝက်တယ်10ရက်ကြာတော့ဆက်တော့ပြပါအခုကျွန်တော်ဒီချင်းအခန်းထဲဆိုရင်အဆက်ကပြသွားပြီဒီမှာလိုသေးတာပေါ့နော်ဘယ်လိုခေါ်မလဲထည့်မယ်ဆိုတော့အများကြီးရှိပါဒါပေမဲ့ကျွန်တော်ဒီချင်းအခန်းလေးကတော့ဒါဒီဆက်နဲ့အကုန်ကွက်တီအကုန်ပြသွားပြီအဲ့လိုပေါ့ကျွန်တော်ပြောချင်တာတော့ကျွန်တော်ဒီပြောမှကျွန်တော်အများကြီးပဲနဲ့အရင်ရှိကောင်းပါဆိုတော့ကျွန်တော်ဒီပုံမှန်ရိုက်မယ်ဆိုတော့ပြင်မယ်တင်မယ်ဆိုတော့7မိနစ်ပဲကြော်ပဲကျွန်တော်ရ7မိနစ်ကြော်ပိုင်းတော့နှစ်ပိုင်းတင်နေရမှာဆိုတော့နောက်ခါခွင့်အတင်းတို့ပဲကျွန်တော်ထပ်ပြီးတော့ပြောပြပေးမယ်နော်ပြောမှတော့ကြံလေးတွေအများကြီးပဲပြောရင်တော့အများကြီးပါဗျာဒါကျွန်တော်လိုရင်းပဲပြပါတော့နော်ထွေနာညီကိုလည်းကိုချင်းဖွင့်ကျင်တဲ့ဒီထွေနာဘွားနေပြီးတော့ဒီဝန်ထမ်းဘွားနေပြီးတော့ကျွန်တော်ချင်းလာဖြစ်မယ်လို့ပေါ့ကြီးရထားဆိုရင်အလေးအပြားလေးရဆဆတယ်မဟုတ်ပါဘူးဗျာဘယ်လိုခေါ်မလဲဟိုဘာမှဟိုဒီအလေးပြားလေးတကယ်ဖြစ်နေဆိုတော့ပြပါတာပေါ့နော်ကိုတက်နေတဲ့အလေးပြားကောက်စုလိုက်ဒါမှအလေးပြားမဟုတ်ဆိုလဲဟောဘယ်ဒီခုံးနဲ့ဆဆုလိုက်အလေးပြားတော့တင်းရလွယ်တော့ဘယ်ဒီခုံးဆိုတော့နေရပါနေရကျန်တဲ့ဆက်တွေဆိုနေရလိုနေသေးတယ်ပေါ့နော်ကိုကအလေးပြားနဲ့ဆဆုလိုက်ဗျာကိုတက်ပေါ်10ပြား10ပေါင်တပြားပဲဆဆု10ပေါင်တပြားဆဆုအဲ့ရဆဆုလိုက်တော့ဘယ်လိုခေါ်မလဲလုံးမအစရေးကြည့်ကြပါတော့ဆုလိုက်အဲ့ရ10ပေါင်နဲ့တလား10ပေါင်တပြားနှစ်ပြားသုံးပါးလေးအဲ့အများများနေနောက်ကိုငွေတစ်ခုအင်္ဂန်းကိုဝင်လာများလာပြီဆိုရင်ဟိုမှာဆက်တွေဆဆုလို့ရတယ်ဒါဟိုကျွန်တော်ပတ်စံဟိုနောက်က background တောင်းနဲ့ဟိုဒီကိုပြောတာမဟုတ်ဘူးနော်ဝန်ထမ်းကျွန်တော်လိုပဲဝန်ထမ်းဘွားနဲ့စပြီးဟိုတလမ်းမှညီကိုတက်ပဲကျွန်တော်ကပြပြပေးတယ်ပေါ့နော်ရဆဆုလိုက်အဲ့အနေနောက်ကိုအားရှိပါလိမ့်မယ်ဟောငါမှဆုလိုက်ပေါင်100ရှိတာပဲပေါင်200ရှိတာပဲအဲ့အနေတော့ပေါင်300ရှိတာပဲအဲ့အနေတော့ဟိုမှာ cement machine ရတယ်အဓိကချင်းမှာအဓိက main လို့တာ cement machine ပဲ cement machine ရပြီဆိုရင်ကိုယ့်ကိုယ်ပဲနေရာလေးရှိမယ်ဆိုရင် home studio ပြလိုက်ရတယ်အဲ့အနေဖြည်းဖြည်းဒီညကောင်အခန်းကောင်ချက်ပြီးကောင်းလေးရတယ်ဟုတ်စကားကိုကိုရန် trainer ဖြစ်တော့သူနောက်ဝင်တဲ့ကိုကမငါအောင်ဗျာအဲ့တော့မရှုံးအမျက်တန်နေချင်းနေလိမ့်မယ်ဟိုစီးပွားရေးသမားဖွင့်တော့တမျိုးပေါ့ဗျာကိုကိုရန်ဝဒနာရရင်ခိုင်ဖွင့်တယ်လို့ပြောတာကိုကဝန်ထမ်းဘွားနေပြီးတော့ဟိုကောင်းကောင်းမွန်တာကို PT ပါအရင်ဟိုအရင်မဆွဲပဲနဲ့အတင်းမှာကိုကဟို customer စီစဉ်ပါနေတာပြပေးကိုနောင်လိုက်လို့နော်အဲ့တော့ပြောရရင်မြောင်းမှာဆိုတော့ဒါတော့ဒီကျွန်တော်ဒီဗီဒီယိုနားထောင်တဲ့အချိန်မှာဒီ trainer ညီကိုတွေလည်းဟိုအလင်းပုံမှာထင်ပါနော်ဟိုခွန်မတစ်ခုရမယ်နောက်ကိုယ့်ရဲ့ချင်းခွန်းဆိုတော့ email တွေကိုရှင်းသလားမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကိုဒီတစ်ပတ်တော့ဒီလောက်ပါပဲနောက်တစ်ပတ် Sunday next season မှာပြန်လည်ဆုံးဖြတ်ကြပါ see you next time